မြတ်စွာဘုရားဘုရားတပည့်တော်တို့သည်ယခုတရားအားထုတ်ဆဲခါ၌မြတ်စွာဘုရားအားနိဗ္ဗာန်ကိုရည်မှန်း၍ခန္ဓာ၅ပါးယုံနာ၂ပါးကိုလူဒန်းပါ၏ကလူပါ၏ပူဇော်ပါ၏ခန္ဓာ၅ပါးယုံနာ၂ပါးလူဒန်းရတဲ့ကျိုးမဲ့ညာဘောညာနိဗ္ဗာန်ညာနိဗ္ဗာန်တရားတော်မြတ်ကိုရပါလို့ဤအရှင်ဘုရားကမ္မထံဆရာဖြစ်သောအရှင်သူမြတ်ဘုရားဘုရားတပည့်တော်တို့သည်ယခုတရားအားထုတ်ဆဲခါ၌ဘုရားတော်ဘုရားအားနိဗ္ဗာန်ကိုရည်မှန်း၍ခန္ဓာ၅ပါးယုံနာ၂ပါးကိုလူဒန်းပါ၏ကလူပါ၏ပူဇော်ပါ၏ခန္ဓာ၅ပါးယုံနာ၂ပါးလူဒန်းရတဲ့ကျိုးဆရာတော်ဘုရားဤသိအပ်သောဓာတ်တရားပရမတ်တရားယုတ်တရားနံတရားသစ္စာတရားတို့ကိုဘုရားတပည့်တော်တို့အားဒေသနာတော်မူပါရှင်ဘုရားဘုံ30တိရှိသမျှသရဝါပေါင်းတို့ကိုဥမ္မာနေ9ခုတည်းရေမာနေ10ခုတည်းပုံသတ္တဝါရေသတ္တဝါသဗ္ဗေသတ္တာသတ္တဝါအပေါင်းစัจ java လာတိုင်းဖီလာပါကုံဘုံမကြံရေမကြံအထက်ဘဝအောက်အဝေစီအထိ30ဘုံတင်လီကြကုန်သောဝေနေယသတ္တဝါပေါင်းကျွန်ုပ်တို့ဤဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ဒိဋ္ဌံပါရမီကုသိုလ်ကျွန်ုပ်တို့နဲ့သတ္တုထမြရကြရအောင်အားလုံးရကြသမျှအမြအရိယာသူတော်ကောင်းများပေးဝေသောအမြကိုလည်းအကျွန်ုပ်တို့ကဝမ်းမြောက်ဝမ်းသာနှင့်သာ